ကလေးတယောက်ပြုစုပြောထောင်တဲ့အခါမှာတူနဲ့အတူတူတွေ့ရဲ့ဝါဒနာကိုပါငငယ်ကလေးကပြုစုပြောထောင်ပေးတင်တယ်။ဘာဖြစ်လို့လဲဆိုတော့ဝါဒနာရှာတွေ့ထားတဲ့ကလေးနဲ့ဝါဒနာရှာမတွေ့တဲ့ကလေးနဲ့ရောက်မှာဆိုရင်ဝါဒနာနဲ့အတူကြီးထွားလာတဲ့ကလေးတယောက်ကပျက်စီးဖို့အတွက်ပို့ပြီးတော့ခဲရင်းတယ်မပျက်စီးနိုင်ဘူးလို့ပြောတာမဟုတ်ပျက်စီးဖို့ရခိုင်တော့ပိုနေတယ်။ဘာဖြစ်လို့လဲဆိုတော့အမြဲတမ်းသူ့ရဲ့ဝါဒနာတူနဲ့အတူတူရှိနေတဲ့ကြောင့်မလို့ဘသူကတူပေးနာမှာရှိမရှိပဲအရာကသူ့အနားမှာရှိမရှိသူ့ရဲ့ဝါဒနာကသူ့နဲ့အတူတူအမြဲတမ်းအဖော်ပြုတ်ပေးနေတဲ့အတွက်ကြောင့်မလို့သူကလမ်းမရောက်ဖို့ရခိုင်တော့ပို့ပြီးတော့နေတယ်။ပြီးတော့အခုခေတ်အရာဆိုရင်ပို့ပြီးတော့တိတာတယ်အရင်တော့ကဆိုရင်နိုင်ငံအခြေအနေအမျိုးမျိုးကြောင့်ကိုယ့်ရဲ့အသက်မဝမ်းကြောင်းနဲ့ကိုယ့်ရဲ့ဝါဒနာထပ်တူကြပြီးတော့ရက်တီတွားနိုင်ဖို့ဆိုတာအရင်ကိုကန်ကောင်းတဲ့လူမှပဲဖြစ်နိုင်တယ်ဒါပေမဲ့အခုတိုးတက်လာတဲ့နဲ့အများပြီးတော့ social media ခေတ်မှာဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ကိုယ့်ရဲ့ဝါဒနာနဲ့အသက်မဝမ်းကြောင်းအနေနဲ့ရက်တီလို့ရတဲ့အခြေအနေတစ်ခုဖြစ်သွားတယ်နောက်ထပ်တိုးတက်လာမဲ့ခေတ်အခြေအနေမှာဆိုရင်ပို့ပြီးတော့ဒီအခွင့်အလမ်းကပို့ပြီးတော့များသွားမှာပေါ့နော်အဲ့ဒါကြောင့်မလို့ကလေးတယောက်ကိုငငယ်ကလေးကပြုစုပြောထောင်တဲ့အခါမှာတူပါဝါဒနာပါလဲဆိုတာအမြဲတမ်းစောင့်ကြည့်ပြီးတော့ပြောထောင်ဖို့လိုတယ်တူဝါဒနာပါတဲ့ဟာကိုကိုကသူ့ရဲ့မိဘဆိုတဲ့အတွက်ကြောင့်မလို့တူထက်အရင်ပို့ပြီးတော့တူဒီဟာဝါဒနာပါတယ်ဆိုတော့ကိုကကြည့်ထွက်နိုင်တယ်အဲ့ဒီချိန်မှာတူဝါဒနာပါတဲ့ဟာကိုတူနဲ့အတူတူပြုစုပြောထောင်ပေးဖို့လိုအပ်တယ်ပေါ့နော်